chapter 1စမယ်နော်ဘာ1လဲဆရာပြောပါ chapter 1 chapter 1နော် complex number ဘာ number လဲပြောပါဦးကွာ complex complex number number ဟုတ်တယ် complex number လိုက်ပြောမယ်နော် complex number complex number လို့မပြောခင်မှာဆရာတို့ကရန်ဆုံးသိခဲ့တယ် G10 G11 အထိသိခဲ့တဲ့ဟာကစလုံးလေးပြောမယ်အဲ့ဒါဘာ number ဆိုရင် real number လိပ်ပြောဘာ number လဲ real number real number ဆိုတာဘာစစ်များလဲ ကိန်းစစ်များ ကိန်းစစ်များကိုသိခဲ့တယ်နော်ဘာစစ်များကိုသိခဲ့တယ် ကိန်းစစ်များကိုသိခဲ့ကဲကိန်းစစ်တွေကိုခွဲကြည့်မယ်ဆိုအောက်ကဆိုဘယ်နှပိုင်းရှိတယ်ပြောကြရင်နှစ်ပိုင်းရှိမှာပေါ့ဘယ်နှပိုင်းလဲဆရာပြော နှစ်ပိုင်း ဘာနံပါတ်နဲ့ဘာနံပါတ်လဲ rational number နဲ့ irrational number ပြန်ပြောကြည့်ပါဘာနံပါတ်နဲ့ဘာနံပါတ် rational number နဲ့ irrational number rational ကိန်းများနဲ့ irrational ကိန်းများဟုတ်ပြီဒါက rational number နဲ့ irrational number မသိခင်တော့ဆို rational number ပဲတခုပဲသိခဲ့တယ် rational number တွေကိုငါတို့ကဘယ်တန်းထိလောက်ကောင်းကောင်းသိခဲ့လဲဆိုရင် rational number တွေကိုလေဘယ်တန်းထိကောင်းသိလဲဆိုရင်တို့က G8 လောက်ထိက rational number ကိုကောင်းကောင်းအောင်သိခဲ့တယ်ဘာကြီးလောက်ထိကောင်းကောင်းသိခဲ့တာလဲ G8 လောက်ထိကောင်းကောင်းသိခဲ့တယ်နော်အဲ့တော့အဲ့မှာဘာလဲဆိုရင် P ပိုင်း Q ဆိုတဲ့အရှင်းဆုံးပုံစံပါတဲ့အပိုင်းကိန်းစစ်များပြောပါဘာပိုင်း Q P ပိုင်း Q p ပိုင်း q အရှင်းဆုံးပုံစံပါတော့ဘာကိန်းစစ်များလဲအပိုင်းကိန်းစစ်များနောက် terminating decimal ဆိုတဲ့ဘာဒသမကိန်းများလဲအပြတ်သတ္တမကိန်းများ terminating decimal ဒီဘာဒသမကိန်းများအပြတ်ဒသမကိန်းများ နောက် recursive decimal ခလစ်ပြဘာ decimal လဲ recursive decimal ပြန်ထက်ဒသမကိန်းများဘာဒသမကိန်းများလဲဆရာပြန်ပြောပါ ပြန်ထက်သတ္တမကိန်း ဟုတ်ပြီအဲ့ဒါတွေအားလုံးကဘာကိုပြောတာလဲဆိုရင်ဆရာတို့ကrational number ဖြစ်ကြောင်းပြောတာကလေးဘာ number ဖြစ်ကြောင်းပြောတာဆရာပြော rational number ဖြစ်ကြောင်း ဖြစ်ကြောင်းပြောတာ ဟုတ်ပြီနော်rational number ဖြစ်ကြောင်းပြောတာဒါဆိုကြည့်အောင်ဒါဆိုရင်တဖြည်းဖြည်းနဲ့ဆရာတို့ကအဲ့ဒီအရှင်းဆုံးပုံစံမဟုတ်တဲ့ကိန်းတွေတွေ့လာတတ်တယ်ဒီခါလေးမှာအပြတ်ဒသမမဟုတ်တဲ့ကိန်းတွေတွေ့လာတတ်တယ်ဒီခါလေးမှာပြန်ထက်ဒသမမဟုတ်တဲ့ကိန်းတွေတွေ့လာတတ်တယ်အဲ့လိုတွေ့လာတဲ့ခါကျဘာတွေပြဿနာတက်လဲဆိုဟာဒီလိုကိန်းတွေဆရာတို့ကပြောတယ်သင်ခဲ့တာအရှင်းဆုံးပုံစံရှိတဲ့အပိုင်းကိန်းဆို rational number အပြတ်ဒသမကိန်းဆို rational number ပြန်ထက်ဒသမကိန်းဆိုရင်ဗာလဲ rational number လို့ပြောခဲ့တယ်အဲ့ဒီသုံးမျိုးတွေကမဟုတ်တဲ့ကိန်းတွေတွေ့တဲ့ဒီကိုပြဿနာတက်ကောအဲ့ဒါကိုကြတော့ဆရာတို့က G9 လောက်ကြတော့ထပ်ပြီးတော့မှအဲ့ဒီလို P ပိုင်း Q အရှင်းဆုံးပုံစံမဟုတ်တဲ့ဘာကိန်းစစ်တွေတွေ့ရဆိုအပိုင်းကိန်းစစ်တွေတွေ့တယ်အဲ့မှာဘာကိုစပြီးတွေ့လာဆိုပိုင်ဆိုတာလေးကိုတွေ့လာလိမ့်မယ်ဘာဆိုတာလေးတွေ့လာလိမ့်မယ်ဆရာပြောပိုင်ဆိုတာလေးပိုင်ဆိုတာဘာ7လဲ22 by 7 22 by 7နောက်ဘယ်လောက် 0.14 လဲ3.14 3.14တို့ဒီ match လ14ရက်နေ့ဆိုပိုင်ဒီလို့ခေါ်တာဟုတ် match လ14ရက်နေ့ကဘာဒီလဲပိုင်ဒီ match လဘယ်နှလပိုင်းလဲ3လပိုင်း3လပိုင်း14ရက်နေ့ပိုင်ဒီဆက်လို့3လပိုင်းဆိုပိုင်ဒီဒီနှစ်3လပိုင်းပိုင်ဒီဖြစ်တဲ့3လပိုင်း14ရက်တောင်နေကြက်မယ်လို့တော့ပြောတဲ့ကြားနေသေးတယ်เนาะပြောကြော်ညာထားသေးတယ်เนาะပိုင်ဆိုဒါဆိုရင်ပြန်လဲမထက်တဲ့ဗာလေအရှင်းဆုံးပုံစံဖြစ်ပြီးပြန်လဲမထက်တဲ့ဗာလေအရှင်းဆုံးပုံစံမဟုတ်တဲ့ကိန်းနေ non terminating decimal ဆိုတဲ့ပြန်လဲအစုံလဲအစုံပြန်လဲမထက်တဲ့ဟာတွေနောက် √2 တို့ √3 တို့ √5 တို့ √6 √7 √8 တို့ဘာနိုင်မပါဘူးတဲ့ √9 မပါဘူးเนาะ √9 ဆိုပြတ်မပါဘူး √10 တို့အဲ့ဒါတွေတွေ့လာတဲ့ခါမှာအဲ့ကြတော့ဆရာတို့က rational မဟုတ်သောကိန်းများဆိုပြီးတစ်ဆင့်တက်ကြည့်ရတယ်ဘာမဟုတ်သောကိန်းများလဲဆရာပြော rational မဟုတ်သောကိန်းများ rational မဟုတ်တဲ့ကိန်းများကိုသိလာပြီးတော့အဲ့ဒါကိုဆိုတော့နာမည်လေးပြတော့ဘာ rational ကိန်းလို့နာမည်ပေးလိုက် irrational ကိန်းလိုက်တယ်အဲ့တော့ rational နဲ့ irrational နှစ်ခုပေါင်းတော့ဘာ number လို့သိခဲ့ဆိုရင် real number ဆိုတော့ဘာစစ်များလို့သိခဲ့လဲကိန်းစစ်များလို့သိခဲ့ကိန်းစစ်များလို့ငါတို့သိခဲ့တာဒီ G9 ရအစားပြီးသိခဲ့တဲ့ G10 ဘာ11ထိလဲဆရာပြော G11 ထိကိန်းစစ်များဥမာပေါ့ငါတို့ကတွေးလိုက်ပြီပေါ့ဘာလေးတွေးမှာဆိုရင် square root of 4ဘာ root of 4လဲ square root of 4အဲ့ဒါဒီဘာလဲဆိုရင်သူ့ရဲ့ဖြစ်ဒီဘာ of minus 2လဲ plus or minus 2 square root of minus 4လဲကြောင့်ငါတို့ကမနှစ်ကအထိဘယ်လိုရေးခဲ့ရလဲ does not belong to r လို့ရေးခဲ့ရတယ်လေမှတ်မိလားဘယ်လိုရေးခဲ့ရဆရာပြော does not belong to r
root 4တော့ကဘာအောင် minus 2 plus or minus 2 plus or root minus 2 minus 4လဲကြာဘာ belong to r that's not belong does to not belong to R that's not belong to r ဆိုတာအဲ့ဒီ root minus 4ကြီးတည်တဲ့ဆရာတို့အခုသိခဲ့တဲ့ဘာ number ထဲမှာမရှိပါဘူးလေ real number ထဲမှာ real number ထဲမှာကြည့်ပါမပါဘူးလို့ပြောရအောင်အဲ့တော့ငါတို့ကဒီ G11 ထိကဒီတိုင်းတွေ့ that's not belong to r နဲ့ရွေးရက်ခဲ့ရတယ်ဘာကြောင့်လဲဆိုရင် root minus 4ဒီ real number ဖြစ်ပြီးငါတို့သိတဲ့ real number ကိန်းစဲမှာပါတယ် root minus 4လဲကြောင့်အဲ့ထက်မှာမပါတော့ဘူးတွေ့လားကလေးဒါဆိုရင်ဒီမပါတဲ့ကောင်လေးကိုဆက်ပြီးတော့လေ့လာဖို့အတွက် extension ဆိုတဲ့ချဲ့ထွင်ကြည့်ကြရအောင်ဘာလေးကိုလေ့လာဖို့လဲ root minus 4 does not belong to r ဆိုတာလေးကို does not belong to r လို့မဖြစ်ချင်ဘူးဆက်တွက်ချင်တယ်ဘာမဖြစ်ချင်ဘူးဘယ်လိုတွက်ချင်လဲဆက်ရပြော that's does not not belong belong to R လို့မဖြစ်ချင်ဘူးဆက်တွက်ချင်တယ်ဆက်တွက်ချင်တယ်အဲ့လိုဆက်တွက်ချင်တော့ကြောင့် extension ဆိုတာဘာလို့လဲချဲ့ထွင်လိုက်တယ်ရှေ့ဆက်လိုက်တယ်ဘာ number system လဲဟောဒီ real number real system ကို number ဘာလဲ system ကိုဆက်ထွင်လိုက်မယ်ဆိုပြီးတော့မှအစာပြုခဲ့တာအဲ့လိုအစာပြုတဲ့အတွက်ကြောင့်မလို့ဆရာတို့ကအခုဘာခေါင်းစဉ်ကိုရောက်လာတာလဲ complex number ဆိုတဲ့ခေါင်း complex စဉ်ကို number ရောက်လာတာဆက်ပါနားလည်လားမသိဘူး complex number ရောက်လာခြင်းအဆင့်ကိုပြောတာနားလည်လားနားလည်ပါတယ် okay ဟုတ်ပြီကလေးလေးဆရာတို့ကဒီဆရာတို့က formula လေးတစ်ခုဖတ်ဖူးလိုက်မယ်ဆရာကိုဖတ်ပြအောင်ဘာ equal to လဲပြော h equal to h equal to minus b b plus or plus or minus square root of b square minus 4ac by 2a အဲ့ဒါကိုဆရာတို့ကဘာလို့ခေါ်လဲဆိုရင်ဟုတ်ပြီအဲ့ဒါကဘာလဲဆို quadratic formula လို့ခေါ်တယ်ကလေးဘာ formula ဆရာပြော quadratic formula နော် quadratic formula ရှိတယ်အဲ့ဒီ quadratic formula ကြီးကိုဆရာတို့ကဘာတန်းမှာတွေ့ခဲ့ G တန်းမှာတွေ့ခဲ့တယ်နော် G တန်းအဲ့တော့ကြည့်အောင်နော်ဖတ်ကြည့်ပါ a square plus a square plus b8 plus c equal to 0ဟုတ်ပြီအဲ့ဒါကြတော့ဆရာတို့ကဘာလဲ quadratic equation လို့ခေါ်တယ်ကလေးဘာ equation လဲပြော quadratic equation ဟုတ်ပြီနော် if ဖြစ်လျင် b square minus 4ac greater than 0ဒီမှာရှိတဲ့ b တန်ဖိုးနှစ်ထပ် a နဲ့ c နဲ့မြောက်ချင်းရဲ့လေးစားနှုတ်လိုက်လို့ထွက်လာတဲ့အဖြေက greater than 0တုံညတဲ့ကြီးတဲ့အပေါင်းဖြစ်နေခဲ့မယ်ဆိုရင် the quadratic equation has two solution ၎င်းမှာအဖြေဘယ်နှခုရှိတယ်လို့သိရမလဲနှစ်ခုရှိတယ်လို့သိရ နှစ်ခုအဲ့ဒါဘာလဲဆိုတော့ minus b plus square root of b square minus 4ac by 2a ရဲ့ minus b minus square root of b square minus 4ac by 2ဆို plus တစ်ခုနဲ့ minus တစ်ခုအဖြေဘယ်နှခုထွက်မှာလဲနှစ်ခုထွက်မယ်ဘယ်အချိန်ဒီမှာလဲဆက်ပြော b square minus 4ac က b square minus 4ac ကအဲ့ဒါကြီးခဲ့ရင်လေ0ထက်ကြီးနေ0ထက်ကြီးခဲ့ရင်အဖြေဘယ်နှခုထွက်မှာလဲနှစ်ခုထွက်မယ်နှစ်ခု ပြောပါ a b square minus 4ac if b square minus 4ac ဘာနဲ့ညီခဲ့ရင်လေ0နဲ့ညီခဲ့ရင်အဲ့ဒီ the quadratic equation has ဘာ solution လဲ one real solution ဘာကြောင့်အဲ့ b square minus 4ac နေမှာတုံညာဖြစ်သွားတော့ဒီကောင်ပျောက်သွား minus b by 2a ပဲကျန်တယ်အဖြေတစ်ခုထွက်တယ်လို့ခေါ်မယ်ဘာတစ်ခုထွက်လဲအဖြေတစ်ခုအဖြေတစ်ခုထွက်တယ်b square minus 4ac ကဘာ than 0လဲ less than 0 ဘာထက်ငယ်ခဲ့ရင်လဲတုံညာတဲ့ငယ်ခဲ့ငယ်ခဲ့တုံညာတဲ့ငယ်တဲ့ဘာလဲအနှုတ်ဖြစ်မှာဆိုဒီ root ထဲမှာအနှုတ်ရှိသွားတယ်အဲ့ကြဘာလို့ခေါ်ဆိုရင် quadratic equation has no real solution ၎င်းမှာဘာ solution မရှိဘူးလားကိန်းစစ်အဖြေမရှိဘူးလို့ပြောရဘာအဖြေမရှိဘူးလို့ဆရာပြောကိန်းစစ်အဖြေမရှိဘူးအဲ့ဆိုပြောမှာနော် b square minus 4ac ရဲ့တန်ဖိုးဒီတုံညာတဲ့ကြီးခဲ့ရင်အဖြေဘယ်နှခု နှစ်ခု b square minus 4ac ရဲ့အဖြေကတုံညာဖြစ်ခဲ့ရင်တစ်ခု အဖြေတစ်ခု b square minus 4ac ကတုံညာတဲ့ငယ်တဲ့အနှုတ်နဲ့ထွက်ခဲ့ရင်အဖြေမရှိ အဖြေမရှိဘူးဒါဆိုဆရာတို့ကကဏ္ဍလေးတွေနဲ့ချကြည့်ပြောပါ y equal to ဘာလဲပြော y equal to minus 3 x square minus 12h minus 7 ဟုတ်ပြီ a တန်ဖိုးဘယ်လောက်ဖြစ်မလဲminus 3 minus 3 b တန်ဖိုးက minus 3 c ရပါလေ minus 7 minus 7ဒါဆို a ရဲ့ b ရဲ့ c အဲ့ဆိုဆရာတို့ b square minus 4ac မှာထည့်မယ် b နှစ်ထက် 4a ရဲ့ c ရဲ့မြောက်တော့ဘယ်နဲ့10ရလဲ60ရတယ်60အဲ့60ဆိုဘာတန်း0လဲ greater than 0 greater than 0အဲ့ဆိုဒီ equation ဒီ quadratic equation မှာအဖြေဘယ်နှခုရှိတယ်လို့ပြောပြရနှစ်ခုရှိတယ်နှစ်ခုပြောအဲ့ဆို therefore the equation has two solutions equation မှာ solution အဖြေနှစ်ခုရှိပါတယ်ပေါ့နားလည်ပါတယ်နော်
နားလည်ပါတယ် နောက်တစ်ခုပြောပါ y equal to ပါလဲ y equal to minus x square plus plus 6h minus 9 a တန်ဖိုးဘယ်လောက်ဖြစ် minus 1 b တန်ဖိုးက plus 6 c တန်ဖိုးက minus 9 အဲ့တန်ဖိုးเนาะအဲ့တန်ဖိုး compare ဒီမှာ abc နဲ့ compare လုပ်ထားအဲ့ b square minus 4ac မှာခုနတန်ဖိုးတွေထည့်တော့အဖြေဘယ်လောက်ရ 0အဲ့လို0ရရင်ဘာ solution လို့ပြောမှာ one real solution ဒါဆို therefore the equation has ဘာ solution one solution ဟုတ်လားပြော y square လဲ 2h square minus 3h plus 4 equal 0 a တန်ဖိုးဘယ်လောက်လဲ 2 b တန်ဖိုးက minus 3 c တန်ဖိုးက 4ဟုတ်ပြီဒါဆိုဆရာတို့က compare လုပ်မယ်လေဒီ a square plus b plus c မှာ b square minus 4c နဲ့ထည့်တော့အဖြေဘယ်လောက်ရ minus 23 minus 23ဆိုဘာ solution လဲ no real solution no real solution no solution ဖြစ်နေအဲ့တော့ no real solution ဖြစ်တော့ဒီကောင်ကိုဆရာတို့ကဘာနဲ့တွက်ခဲ့တာဆိုရင် quadratic formula တွက်ခဲ့တာဟုတ်လားမဟုတ်လား quadratic formula တွက်ပြီးတော့ b square minus 4ac နဲ့ဘာလုပ်ခဲ့တာဆုံးဖြတ်ခဲ့တာ ဟုတ်အဲ့ဒီ quadratic formula ရဲ့မူလအစဘယ်က formula အစစာဝကိန်းအစဒီဘယ်ကလာဆို completing square ရလာတာကလေးဘာ completing square ရလဲဆရာပြော completing square ဒါဆို quadratic formula နဲ့မသွားဘဲနဲ့ completing square နဲ့သွားမယ်ဘလို့ရအောင်သွားမှာဆိုအဖြေရအောင်သွားမယ်ကလေးဘာရအောင်သွားမှာလဲ အဖြေရအောင်သွားမယ်တကယ်လို့များ root 23ကိုဆရာတို့ရှေ့မှာပြောခဲ့ပြီးသား root 4လေးပဲခဏ root minus 4လေးပဲခဏပြန်ပြောလိုက် root minus 4 root minus 4မှာငါတို့ကဘာ not belong to r လို့သိခဲ့တာလေ does not belong to r ဟုတ်ပြီအဲ့မှာ root minus 4ဆိုတာတကယ်တော့ root 4ရယ်ဘာ minus 1ရယ်လဲပြော root minus 1 root 4ဆိုတာတို့သိပြီးသားဘာ minus 2လဲ plus or minus 2မကြီးဆရာပြောမှကြံဟောဒီဘာ1ရဲ့နေရာမှာလေ minus 1ရဲ့နေရာမှာ minus 1ရဲ့နေရာမှာတခုခုပေါ့ something square ဖြစ်ခဲ့ရင် something တခုခုပေါ့နော်ဒီမှာခု a သို့မဟုတ် b သို့မဟုတ် c သို့မဟုတ် i သို့မဟုတ် j သို့မဟုတ်နှစ်ထပ်ဖြစ်ခဲ့ရင် minus 1ရဲ့နေရာမှာအဲ့ဒီတခုခုနှစ်ထပ်ကလေးကိုဆရာခဏအစားသွင်းနိုင်မယ်ဆိုရင်ဒီမှာရှိတဲ့နှစ်ထပ်ကဒီမှာရှိတဲ့ square root ရဲ့ကျင့်အဖြေထွက်လာမထွက်ဘူးလားဟုတ်ပါ ဟုတ်ပါဟုတ်တယ်ဒါဆိုဆရာလိုချင်တဲ့အဓိပ္ပာယ်လေးကိုပြောတော့ဒီဆရာတို့က does not belong to r does not belong to r လို့ရေးခဲ့တဲ့များကိုရက်ခဲ့တဲ့များတွေကိုဆရာဆက်တွက်ခြင်းလို့သူဒီဘာကြောင့်ဖြစ်ခဲ့တာလဲ square root ထဲမှာဘာ1လေးတွေ့နေလို့လဲ minus 1တွေ့နေလို့အဲ့ဒီ minus 1ရဲ့နေရာမှာဆရာတခုခုလေးအစားထိုးပြီးတွက်လို့ရှိရင်ဆက်တွက်လို့ရလားမရဘူးလားရပါတယ်ဟုတ်ပြီဆရာဒါဆိုရင်ပြန်ပြောမနော်ဘယ်နေရာမှာဆရာကတန်ဖိုးလေးကိုအစားသွင်းခြင်းတာ minus 1ရဲ့minus 1နေရာမှာရိုးရိုးကန်တမ်စာရိုးစားထည့်ခြင်းတာလားနှစ်ထပ်တန်ဖိုးလေးထည့်ခြင်းတာလားနှစ်ထပ်တန်ဖိုးနှစ်ထပ်တန်ဖိုးလေးထည့်ခြင်းတာဟုတ်တယ်နော်အဲ့ဒီနှစ်ထပ် minus 1ရဲ့တန်ဖိုးလေးကိုတစ်ခုခုနှစ်ထပ်နဲ့ညီပါသည်လို့ define ခဏလုပ်ပြီးတွက်မယ်ဆိုရင်ဒီတက်ဒီ root minus 4ရဲ့တန်ဖိုးကိုဆက်တွက်လို့ရလားမရဘူးလားရပါတယ်တကယ်တော့အဲ့ဒီပေးထားနှစ်ထပ်ဒီအစစ်ကြီးလားတကယ်တော့အတူကြီးလားအတူကြီးလေတကယ်တော့ minus 1တန်ဖိုးကိုဒီနှစ်ထပ်နဲ့ညီပါတယ်လို့အတူထားလိုက်တာဟုတ်လားမဟုတ်လားကလေးဟုတ်ပါတယ်ကိန်းစစ်မဟုတ်ကိန်းရောင်လို့ခေါ်တယ်ဘာရောင်လဲဆရာပြောကိန်းရောင်အဲ့ဒါကိုဘာ number ဆို complex number လို့ခေါ်တယ်အဲ့ဒီ minus 1ကိုပြေလည်ခြင်းလို့ဘယ်နှစ်ထပ်ကိန်းထားလိုက်တာလဲဆရာပြောနှစ်ထပ်ကိန်းထားနှစ်ထပ်ကိန်းထားလိုက်တာဘယ်နေရာမှာနှစ်ထပ်ကိန်းခဏထားတာလဲ minus 1ရဲ့နေရာမှာဟုတ်ပြီအဲ့ဒါလေးပြောချင်တာနော်ဘယ်နေရာမှာနှစ်ထပ်ကိန်းထားချင်တာ minus 1ရဲ့နေရာ minus 1ရဲ့နေရာမှာဒါဆိုရင်ဆရာထားမှဒီ minus 1ရဲ့တန်ဖိုးဒီတစ်ထပ်လားနှစ်ထပ်လားနှစ်ထပ်ဟုတ်ပြီနော်ဒါထိနားလဲပါတယ်နော်ဟုတ်နားလဲပါတယ်ပြီးပါပြီ next ပြီးပါပြီဒါဆိုရင်ဆရာကစပြောပါပြီ pure imaginary unit I ဘာလဲပြောဆရာပြော pure imaginary unit I ခုနဆရာပြောရလေဘယ်နှစ်ထပ်လေးထား something တခုခုရဲ့ပုံမှာဘယ်နှစ်ထပ်လေးထားခြင်းလို့ပြောတာနှစ်ထပ်အဲ something တခုခုကိုဆရာက I ကိုရွေးချယ်လိုက်မယ်ဘာကိုရွေးချယ်လိုက်မှာ I ဒါဆို I ရပါလေ I မဲ I ဒီပါလဲဆရာပြော I မဲနော် I ရပါလေ I မဲ
သူ့ကိုဘာဖြစ်ထားတာလဲ pure imaginary unit ဖြစ်ထားလိုက်တာဟုတ်ပြီနော်ဘာ unit ဖြစ်ထားရလဲဆရာပြော pure imaginary unit ဖြစ်နေထားလိုက်တာ there is a pure imaginary unit I လေးကိုတဲ့ pure ဆိုတာတီးတီးတန်းတန်းပေါ့ imaginary unit စိတ်ကူးယဉ်ထားတဲ့ unit တစ်ခုအဖြစ်ပါလဲထားလိုက်ပါမယ်တဲ့ငါတို့စိတ်ကူးထားတဲ့ unit တစ်ခုကိုဘာလို့ထားလိုက်မှာလဲ I လို့ထားမယ် ဘယ်အခြေအနေအတွက်လဲဆိုစသက်ဖြစ်စေရန် I square equal to ဘာ1နဲ့ညီတယ်လို့သတ်မှတ်လိုက်မှာ minus 1 define လုပ်လိုက်မယ်ဒါဆိုရင်ဆရာဆိုလိုခြင်းအိဗယ်က minus 1ရဲ့တန်ဖိုးကိုပြေးလဲ minus 1ဖြစ်နေတဲ့ပြဿနာကိုပြေးလဲခြင်းလို့ minus 1ရဲ့နေရာမှာဘာ square လေးကိုထားသုံးမှာလဲ I square ဒါဆိုမေးမယ်နော် I square ရဲ့တန်ဖိုးကဘယ်လောက်လဲ minus 1 I တန်ဖိုးကိုသွားဖို့မလိုဘူးနော်ဘာ square အထိပဲနေမှာလဲ I square ဟုတ်ပြီ minus 1ကိုပြေးလဲခြင်းတာဒီ I ကပြေးလဲမှာလား I square ကပြေးလဲမှာလား I square I ဆိုဒါမှမလို့ minus 1ရဲ့နေရာမှာဘာ square လို့ပဲသိရမှာ I square ဟုတ်ပြီနော်ကို sequence လေးဆိုအစင်လိုက်ပြောမယ်ဆိုရင်ပေါ့ we have plus or minus root n I ကို the whole square တင်မယ် root n I ကို the whole square တင်ဘာရဆို root ပြုတ်တော့ n I နှစ်ထပ်ကဘာ square လဲ I square I square ဒါဆိုဘာ I square လဲ I square I square ဒီဘာ1 minus 1 n နဲ့မြောက်တော့ဘာ n minus n ပြန်လည်တွက်ပြတာပါနော်တို့က I square ကိုဘာ1ဖြစ်ထားလိုက်ပြီ define လုပ်လိုက်ပြီ minus 1ဖြစ် define လုပ်လိုက်ဖြစ်ဒါဆိုကြည့် a square ရဲ့တန်ဖိုးကဘာ n ဖြစ်ခဲ့ရင် minus n ဖြစ်ခဲ့ရင် minus n ဖြစ်ခဲ့ရင်a တန်ဖိုးဒီဘာဖြစ်မလို့ plus or minus root n I လို့တန်ပြောပါ h တန်ဖိုးဒီဘာ or minus root n I plus or minus root plus n or I minus root n I ဟုတ်ပြီ n နေရာမှာ1ဖြစ်ချင်တော့ဘာနေရာမှာ1ဖြစ်ရင် n နေရာမှာ1ဖြစ်ရင် n နေရာမှာ1ဖြစ်ရင် plus or minus I လို့တန်းပြောလို့ရတယ်။ဘာကြောင့်လဲ n နေရာမှာ1 root 1က1မလို့ပြောမယ်နော် n နေရာမှာ1ဆိုရင်ဘာ or minus I plus or minus I n နေရာမှာ2ဆိုရင် plus plus or or minus minus root 2I 2I ဘာ 2I လဲ root 2I root root 2I n နေရာမှာ3ဖြစ်ခဲ့ရင် plus or minus root 3I ဟုတ်ပြီ n နေရာမှာ4ဖြစ်ခဲ့ရင် plus or minus 2I plus or minus 2I ဖြစ်သွားဘာကြောင့်လဲ4ဒီ root တင်လို့ရတယ်လေဟုတ်တယ်မလား n နေရာမှာ5ဖြစ်ခဲ့ရင် plus or minus root 5I n နေရာမှာ6ဖြစ်ခဲ့ရင် plus or minus root 6I n နေရာမှာ7ဖြစ်ခဲ့ရင် plus or minus root 7I n နေရာမှာ8ဖြစ်ခဲ့ရင် plus or minus 2 root 2I ပေါ့ 2 root 2I ဘာ root 2I လဲ2 root 2I 2 root 2I n နေရာမှာ9ဖြစ်ခဲ့ရင် plus or minus 3I n နေရာမှာ10ဖြစ်ခဲ့ရင် plus or minus root 10I I โอเคเนาะနားလည်မယ်เนาะဒါဆိုရင်ဆရာနဲ့အောက်ကကြည့်ရဘာ square ဒီ minus 1 I square ဒီ minus 1 plus or minus root n I the whole square ဒီဘာ n လဲ minus n ဒါလေးကိုသုံးပြီးဘာတွေကိုဖြည့်ရှင်းရမှာလဲပု္ပ္ပစာလေးတွေကိုပု္ပ္ပစာလေးဖြည့်ရှင်းရဆရာပြန်ပြောပြအောင်မယ်အောက်မှာကြည့်ပြော a square equal to ဘာ1ဖြစ်လျင် minus 1ဖြစ်လျင်ပြောပါ h equal to plus or minus I ဘောမှာပြောခဲ့ပြီးသားเนาะနောက်တစ်ခုဆက်ဖတ်ပါအောင် h square equal to h square equal to minus 2ဖြစ်လျင်h equal to plus or minus root 2I ဟုတ်ပြီနောက်တစ်ခုဆက်ပြောပါအောင် h square equal to minus 3ဖြစ်လျင်h equal to plus or minus root 3I ဟုတ်ပါပြီဆက်ပြောပါအောင် h square equal to minus 4ဖြစ်လျင်h equal to plus or minus 2I ဟုတ်ပါတယ်ဗျာဆက်ပြောပါ h equal to minus 5ဖြစ်လျင်h equal to plus or minus root 5I ဟုတ်ပါပြီဆက်ပြောပါအောင် h square equal to h square equal to minus 6ဖြစ်လျင်h equal to plus or minus root 6I ဟုတ်ပါပြီဆက်ပြောပါအောင် h square equal to minus 7ဖြစ်လျင်h equal to plus or minus root 7I ဟုတ်ပါပြီဆက်ပြောပါအောင် h square equal to
minus a ဖြစ်လေရင် ဖြစ်လေရင် h equal to plus or minus 2 root 2i 2 root 2i ဟုတ်ပါပြီဆက်ပြောပါဦး h square equal to minus 9 ဖြစ်လေရင် ဖြစ်လေရင် h equal to plus or minus 3i 3i ဟုတ်ပြီဆက်ပြောပါဦး a square equal to h square equal to minus 10 ဖြစ်လေရင် h equal to plus or plus or minus root minus 10i root 10 root 10i ဟုတ်ပြီနော်ဟုတ်ပြီဒီခါဆရာကဘာအကြောင်းလေးပြောဒါ i လေးအကြောင်းဒီလိုဖြစ်တယ်ဆိုတော့ပြောပြရနော်ဒီခါဆရာက completing square ကိုပြောပြဘာ completing square ရလဲ completing square completing square completing ဆိုတာပြည့်စုံနေတာကိုပြောတာ completing square the whole square တစ်ခုလုံးရဲ့နှစ်ထပ်ပေါ့အဲ့ဒါကိုဆရာတို့ကနောက်တစ်မျိုးဘာခေါ်ဆို perfect square လို့လဲခေါ်သေးတယ်ဘာ square လို့လဲခေါ်သေးလဲ perfect square perfect square လို့လဲခေါ်သေးတယ်ဒီမနော်ဖတ်ကြည့်ပါအောင်ဘာ square လဲပြော a square plus bh plus bh plus c equal 0အဲ့တော့ तू ကလိုက်နာရမယ်နံပါတ်1အချက်ကဘာလဲဆိုရင်နှစ်ထပ်ကိန်းရဲ့ရှေ့မှာ1ဖြစ်နေရမယ်အမြဲတမ်းနံပါတ်1အချက်ဘာလိုက်နာရမလဲပြောပါ နှစ်ထပ်ကိန်းရဲ့ရှေ့မှာ1ဖြစ်နေရမယ်အမြဲတမ်းဘာဖြစ်နေရမှာလဲ1ဖြစ်နေရမယ်ဟုတ်တယ်ပြီးရင်နောက်ဆုံးကိန်းကိုကြည့် x မှာတဲ့နောက်ဆုံးကိန်းကို constant ကိန်းလို့ခေါ်တယ်အဲ့1ဖြစ်နေပြီဆို constant ကိန်းကိုတစ်ဖက်ပို့အပေါင်းဆိုရင်အနှုံးနဲ့ပို့အနှုံးဆိုရင်ဘာနဲ့ပို့အပေါင်းနဲ့ပို့အပေါင်းနဲ့ပို့ဒါဆိုရင် x square plus ဘာ 8လဲ bh equal to ဘာ c ဖြစ်သွား bh equal to minus c ဒါမှနံပါတ်1အစင် x square ရှေ့မှာဘာဖြစ်ရမလဲ အမြဲတမ်း1ဖြစ်ရမယ်အမြဲတမ်း1ဖြစ်ရမယ်နောက်ဆုံးမှာရှိတဲ့ gain တွေကိုတစ်ဖက်ပို့မယ်အပေါင်းဆိုရင်အနှုံးနဲ့ပို့အနှုတ်ဆိုပေါင်းနဲ့ပို့ကြံခဲ့တဲ့အလယ်မှာရှိတဲ့မြောက်ဖော် gain ကို2နဲ့စား2ထပ်တင်2ဖက်ပေါင်းလိုက်ဆိုအလယ်မှာရှိတဲ့မြောက်ဖော် gain ကို2နဲ့စား2ထပ်တင်2ဖက်ပေါင်းအလယ်မှာရှိရဲ့မြောက်ဖော် gain ကို2နဲ့စား2ထပ်တင်2ဖက်ပေါင်းဟုတ်ပြီဒါဆိုရင်ဒီမှာရှိတဲ့မြောက်ဖော် gain က b b ကို2နဲ့စားတော့ဘာပိုင်2လဲဆို b ပိုင်2 b ပိုင်2နှစ်ထပ်နဲ့ဘယ်နှစ်ဖက်ပေါင်း2ဖက်ပေါင်း2ဖက်ပေါင်းပြောဘာပိုင်2နှစ်ထပ်လဲ b ပိုင်2နှစ်ထပ်နဲ့ b ပိုင်2နှစ်ထပ်နှစ်ဖက်ပေါင်းအဲ့ဒါရှင်းနှစ်ထပ်ကရှင်းနှစ်ထပ်ကအောက်မှာဘာရှိလဲ x နောက်နှစ်ထပ်ကအောက်မှာဘာရှိလဲ b ပိုင်2အဲ့ဒီ x နဲ့ b ပိုင်2ကိုယူမယ်ရှေ့ရလက္ခဏာတွေ့လားအပေါင်းဆိုအပေါင်းယူမယ်အနှုတ်ဆိုဘာယူမှာလဲအနှုတ်ယူမယ်အနှုတ်ယူမယ်ဒါဆိုရင် x ယူမယ် b ပိုင်2ယူမယ်အပေါင်းယူမယ်ဆိုရင် a plus b ပိုင်2 the whole square ဖြစ်သွားလိမ့်မယ် clear ဘာ plus b ပိုင်2 the whole square လဲ h plus b ပိုင်2 the whole square ဒီကောင်တစ်ခုလုံးရှင်းလိုက်တာဆရာ minus k လို့ခဏထားလိုက်မယ်ဘာ k လို့ထားလိုက်မှာ minus k အဲ့ဒါမှဆရာတို့ကဒီပုံစံနဲ့ဒီဘက်ကပုံစံနဲ့ဆက်ရှင်းပါနားလည်လားဆက်ပြောတာနားလည်ပါဟုတ်ပြီနော်အဲ့တော့ဒီလိုလေးမှတ်မယ်လိုက်ဆိုနှစ်ထပ်ကိန်းရှေ့မှာ1ဖြစ်ရမယ်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 နောက်ဆုံးကိန်းတွေတစ်ဖက်ပို့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 လယ်မှာရှိတဲ့မြောက်ဖော်ကိန်းကို2နဲ့စား2ထပ်တင်2ဖက်ပေါင်းအလယ်မှာရှိရဲ့မြောက်ဖော်ကိန်းကို2နဲ့စား2ထပ်တင်2ဖက်ပေါင်းလယ်မှာရှိတဲ့မြောက်ဖော်ကိန်းကို2နဲ့စား2ထပ်တင်2ဖက်ပေါင်းအလယ်မှာရှိရဲ့မြောက်ဖော်ကိန်းကို2နဲ့စား2ထပ်တင်2ဖက်ပေါင်းရှေ့ဘက်ချမ်းကတကွင်းလုံး2ထပ်ဖြစ်သွားမယ်ပြောရှေ့ဘက်ချမ်းကတကွင်းလုံး2ထပ်ဖြစ်သွားမယ်ရှေ့ဘက်ချမ်းကတကွင်းလုံး2ထပ်ဖြစ်သွားမယ်ရှေ့ဘက်ချမ်းကတကွင်းလုံး2ထပ်ဖြစ်သွားမယ်နားလည်မလားဆရာပြောတဲ့အချက်ကလေးတွေနားလည်ပါပြန်ဖတ်ပြပါနှစ်ထပ်ကိန်းရှေ့မှာ1ဖြစ်ရမယ်နှစ်ထပ်ကိန်းရှေ့မှာ1ဖြစ်ရမယ်နောက်ဆုံးကိန်းသေးတစ်ဖက်ပို့ဟုတ်လယ်မှာရှိရဲ့မြောက်ဖော်ကိန်းကို2နဲ့စား2ထပ်တင်2ဖက်ပေါင်းရှေ့ဘက်ချမ်းကတကွင်းလုံး2ထပ်ဖြစ်သွားမယ်တကွင်းလုံး2ထပ်ဖြစ်သွားမယ်เนาะနားလည်မလားမသိဘူးဒါလေးကိုမှတ်ထားမယ်เนาะပြီးပါပြီပြီးတော့ပါပြီ Okay next